လိုက်ရင်ကြားဘူးပြီးသားဆိုတာကိုသဘောပေါက်သွားလိမ့်မယ်သူကဘာနဲ့ဥပမာပေးပြီးတော့ဟောတာတုံးဆိုတော့နော်ဆင်းသေးကောင်ပေါ်မှာစီးလိုက်သွားတယ်ကြီးတကောင်ဥပမာပေးတာကြားဘူးပြီမို့လားဘုံဘုံကလေးတုံးကရက်ထောင်ရက်လှဲတရားစာအုပ်တွေအမျိုးမျိုးရှိတယ်နော်ရွာဘုန်းကြီးကျောင်းမှာအဲ့ဒါဥပုပ်နေတို့ဘာလို့ဆိုရင်ဥပုပ်တဲ့ဖွားကြီးတွေကိုဘုံဘုံကိုရင်ပေါက်စားစာဖတ်ပြတယ်သူတို့ကလည်းမြောက်ပေးတယ်ကိုရင်ဖတ်ပြတာရန်နာထောင်လို့ကောင်းတာပဲတခါတည်းကြွနဲ့ဥပုပ်နေကိုရောက်ချင်နေတော့နော်ဟုတ်လားအဲ့လိုဖတ်ပြရတဲ့တရားထဲမှာစင်သေးစီးလိုက်ကြီးမိုက်တရားတော်ငယ်ငယ်တုန်းကဖတ်ပြခဲ့တာကိုအမှတ်ရတယ်အဲ့ဒါဒီတရားပဲဟုတ်လားအဲ့ဒါလေးကိုဘုံဘုံကဒီမှာဂါထာလေးတွေရေးလာတယ်အဲ့ဒါလေးတိတိကျကျနာယူကြည့်အောင်နော်ဂင်္ဂာယကုဏပံဒိဋ္ဌဝဝံရှမာနာမဟာနဝေဝါယတောသမစိန်နေတိအပ္ပပင်ညောအစိတတောတဲ့အဓိပ္ပာယ်ကဘာပြောတာလဲဆိုတော့ဂင်္ဂာယကုဏပံဒိဋ္ဌဝဝံရှမာနာမဟာနဝေအလွန်ကျေတဲ့နဲ့တဲ့မဟာနဝေဆိုတာအလွန်ကျေတဲ့နဲ့တဲ့ဂင်္ဂာယဂင်္ဂာမြင့်မှာမြေကြီးကကျဲကြီးအနဲ့ကြီးဟုတ်လားအဲ့ဒီမှာဝံရှမာနာမျောပါလာတဲ့ကုဏပံစင်သေးကောင်ပုဂ္ဂိုလ်ဒိဋ္ဌဝမြင်၍နော်အပ္ပပညောနဲသောပညာရှိသောအစေတသောအသိဉာဏ်ပညာတည်းဟူသောစိတ်မရှိသောဝါယသောကြီးမိုက်တကောင်သည်ကြီးကန်းတကောင်သည်သမစိန်တေသည်ကြံစီစဉ်းစားရတဲ့နော်အလွန်ကျေတဲ့နဲ့တဲ့ခင်္ဂါမြေထဲမှာမျောလာတဲ့စင်သေးကောင်ကြီးကိုမြင်ပြီးတော့ပညာမရှိတဲ့မစဉ်းစားတတ်တဲ့ကြီးတကောင်ကဘာလို့တဲ့ကြံစီစဉ်းစားကြည့်တယ်တဲ့ပညာနဲ့စဉ်းစားတာမဟုတ်ဘူးသူကလောဘနဲ့စဉ်းစားမှာနော်ဘာပြောဘလို့စဉ်းစားတော့ဆိုတော့ယာနိသဝတိတံလက်တံဘခောစာယအနဘကောတထရတ္တိတထဓိဝတထေဝနိရတောမနောငါဒီစင်သေးကောင်ကြီးကိုဒီစင်ကောင်သေးကြီးပေါ်ကိုသွားပြီးတော့နော်စင်သေးရဲ့အသားကိုစားမယ်နော်ရေစားတဲ့အခါမှာရေကိုတောက်မယ်စားရစားတွေလည်းအများကြီးပဲငါဒီစင်သေးကောင်မုတ်ကြီးပေါ်သွားပြီးတော့နော်နားပြီးတော့ဒီဟာကိုစားရင်တော့အလွန်ကောင်းမယ်ဆိုတဲ့စိတ်ကူးနဲ့နော်ယာနိသဝတိတံလက်တံဘခောစာယအနဘကောယာနိသဆိုတာစီးတယ်ရင်ဟုတ်လားစင်သေးကောင်ကြီးပေါ်မှာစီးပြီးတော့စားလို့ရှိရင်အသားကိုစားမယ်ရေစားရင်ခင်္ဂါရီကိုတောက်မယ်အသားတွေကလည်းဘယ်လောက်တော့ဘခောစာယအနဘကောသူ့အတွက်အများကြီးမကုံနိုင်မခန်းနိုင်တစ်သက်လုံးစားပါလေပေါ့နော်ငိမ့်နဲ့အလွန်မှသားရတဲ့ကောင်းတယ်ရင်ရလည်းကောင်းလိုက်တာဟုတ်လားစီးတယ်ရင်လည်းရတယ်စားတယ်အစာလည်းအများကြီးတဲ့အဲ့ဒီအတွေးနဲ့အဲ့ဒီပုံမှာနာရင်စားရင်နဲ့တထရတ္တိတထဓိဝတထေဝနိရတောမနောတဲ့နေရောညာရောအဲ့ဒီမှာပဲပျော်ပြီးတော့သူ့ရဲ့စိတ်ကအဲ့ဒီမှာပဲမွေ့လျော်ပြီးတော့နေနေတာတဲ့အဲ့ဒါစင်သေးကြီးမျောပါတဲ့နောက်ကိုသူလည်းပါတော့စီးလိုက်သွားတယ်ဟုတ်လားအဲ့ဒါကိုပြည့်စေကဗုဒ္ဓရှင်မြတ်ကဂါထာတီဖွဲ့ပြီးတော့နော်မျက်စိထဲမြင်အောင်ပြောတာနော်ငါမှစီးရရင်လည်းရှိတယ်စားစရာစားတွေလည်းအများကြီးဒါကြောင့်နေရောညရောအချိန်တိုင်းသူ့ရဲ့စိတ်ကဒီမှာပဲပျော်မွေ့ပြီးတော့နေနေတာတဲ့အဲ့ဒီရင်ကြီးကိုပဲစီးပြီးတော့သူလိုက်သွားတာပေါ့ခါရဏာဂတမန္တန်ဒီပိဝံဘာဂီရထောရကံတံပတ္တဝနစေတယာနိနပလိထဝိဟင်္ဂမောတဲ့အဓိပ္ပာယ်ကဘာပြောတာလဲဝိဟင်္ဂမောအဲ့ဒီကြီးမိုက်ဟာနော်နာဂတဆင်းရဲမန္တန်ဒီအသားကိုခါရန်စားလျက်နော်ဘာဂီရထောရကံခင်္ဂါရီကိုပိဝံတောက်လျက်တံပတ္တဝနစေတယာနိဘေးမှာတရိပ်ရိပ်နဲ့လွန်ခဲ့တဲ့တစ်တော်သူကျက်စားခဲ့တဲ့တစ်တော်ဟုတ်လားတစ်ပင်တွေတစ်တော်တွေဘေးမှာအမြေကမ်းဘေးမှာကြံခဲ့တဲ့တော်အဲ့ဒါကိုကောင်းကောင်းမြင်မာလျက်ကဲနဲ့နပလိထအဲ့ဒီတစ်တော်ဒီကိုပြန်သွားဖို့သူမစင်သားမိဘူးတဲ့မတွေးမိဘူးသူ့စိတ်ထဲကဒီစင်သေးကောင်ကြီးပေါ်စီးပြီးတော့စားသွားနေရတာကိုပဲစိတ်ဝင်စားနေတယ်ဟုတ်လားခင်္ဂါရီလေးတောက်လိုက်စင်သေးကောင်သားကိုစားလိုက်အဲ့လိုနဲ့သူဟာတစ်တော်ဒီကိုပြန်တန်းသွားကောင်မှသူမတွေးမိခဲ့ဘူးပေါ့တင်္စဩတ္တရဏိခင်ကပမထံကုဏပေရတံသမုဒ္ဒံဣဇဂါဟာတိအဂတိယထပက္ခိနံအဲ့လိုနဲ့နော်ဒီစင်သေးကောင်ဟာနော်ဘယ်ကိုတက်ဆင်းသွားတုံးဆိုတော့သမုဒ္ဒရာတွေကိုတက်ဆင်းသွားတယ်အဲ့ဒါဒီစင်သေးကောင်ဘုတ်မှာမွေ့လျော်ပြီးတော့မေ့လျော့နေတဲ့ဒီကြီးမိုက်ဟာနော်ငှက်တွေရဲ့တီယာမရှိတဲ့သမုဒ္ဒရာအဂတိယထပက္ခိနံငှက်တွေရဲ့ထောက်ရာတီယာမရနိုင်တဲ့နေရာသမုဒ္ဒရာဆိုတာငှက်တွေရက်တီလို့ရတဲ့နေရာမဟုတ်ဘူးငှက်နားစရာနေရာတခုမှမရှိဘူးပေါ့နော်အဲ့ဒီသမုဒ္ဒရာကိုသူဟာလည်းပဲစင်သေးကောင်ပုတ်ကြီးနဲ့အတူတူ
ဆင်းသွားတယ်မျောသွားတယ်ပါသွားတယ်တဲ့အဲ့လိုပါတဲ့အချိန်မှာသောစဘက္ခပရိခိနောဥဒပတ်တော်ဝိဟင်ကမောနပစ္ဆာတော်နပုရတော်နုတ္တရနောပိဒခိနံအဲ့လိုပါသွားတဲ့ခါမှာနော်ဒီသူစားမဲ့အစားအစာတွေကလည်းကုန်ပြီနော်ကြာသွားပြီလေသမုဒ္ဒရာထဲမှာနော်သူရက်တည်နေတဲ့ဆင်းသေးကောင်မုတ်ကြီးကလည်းတဖြည်းဖြည်းနဲ့ယိုယွင်းပြီးတော့နော်စားလို့ကုန်တဲ့ဟာကုန်ပုတ်လို့ကုန်တဲ့ဟာကုန်ဟုတ်လားအကုန်လုံးကတချို့လည်းပဲနော်ခြေထောက်တွေပြုတ်ထွက်တဲ့နေရာပြုတ်ထွက်ဟုတ်လားအကုန်လုံးလှိုင်းလေပုတ်တဲ့အတွက်ကြောင့်အကုန်လုံးဖျို့ဖျက်တဖြည်းဖြည်းနဲ့ဘာဖြစ်လာပြီတော့ပျက်စီးလာသူရက်တည်ခဲ့တဲ့နေဟာတဖြည်းဖြည်းနဲ့ဘာဖြစ်လာပြီတော့ပျက်စီးလာအဲ့ဒီဥမာမြင်အောင်ကြည့်ဒီကြီးနားနေတာဒီကြီးမိုက်ကဒကာဓမ္မတို့ဘုံဘုံနဲ့ချွတ်ချွတ်ကိုတူးနေတာဒါကြောင့်မို့ဒီဥမာကိုအသေးစိတ်ဘုံဘုံကနားလေကြည့်စေခြင်းတာဟုတ်လားသမုဒ္ဒရာဟာသူရက်တည်ရာနေရာမဟုတ်သူစားတဲ့အစားအစာတွေကလည်းကုန်ပြီသူရက်တည်ရာနေရာလည်းတဖြည်းဖြည်းနဲ့ပျက်စီးပြီးတော့ရက်တည်ရာနေရာမရှိတော့ဘူးအဲ့တော့ဒီဘယ်နားမှာနားစရာမရှိတဲ့အခါမှာ तू ကကြိုးစားတယ်ဘလို့ကြိုးစားတော့နော်ရက်တည်စရာနေရာလေးရှိမလားဆိုပြီးတော့အရှိရက်ကိုပြန်ကြည့်တယ်မတွေ့ဘူးအရှိမတွေ့တော့အနောက်ပြန်ကြည့်တယ်အနောက်မှာလည်းမတွေ့ဘူးတောင်ဘက်ပြန်ကြည့်တယ်မတွေ့ဘူးမြောက်ဘက်ပြန်ကြည့်တယ်မတွေ့အဲ့ဒါကိုပြောတာဒီပြည့်စေကဗုဒ္ဓအရှင်မြတ်ကနပိစ္ဆာတော်နပုရတော်နုတ္တရနောပိဒခိနံနော်အရှိအနောက်တောင်မြောက်ပြန်ရင်တဲ့နေရာ तू ပြန်ကြည့်တယ်ဒါပေမဲ့သူ့အတွက်ရက်တည်ရာနေရာနားခိုတဲ့နေရာမရှိဘူးတဲ့ဘလောက်အိမ်ကြီးပြက်နေမလဲပေါ့နော်ဒီပံသောနိစ္စကခင်ကြီးအကတိယထပက္ခိနံသောစတထေဝပပတ္ထယထာဒုပလကောတထာယတ္တိယနေရာမရှိတဲ့အခါမှာဟိုပြန်ဒီပြန်နဲ့ပြန်ရင်းနဲ့သူဘာဖြစ်လာအားနေလာတယ်ပေါ့အဲ့လိုအားနေလာတဲ့အခါမှာယတ္တိယနေရာမရှိပါဘူးဆိုတဲ့သမုဒ္ဒရာရေပြင်ပေါ်မှာပဲသူဟာကျသွားတယ်အားတကယ်နေသွားပြီဆိုတော့သူကောင်းကင်မှာမပြန်နိုင်တော့ဘူးပေါ့နော်အဲ့လိုနဲ့သူဟာသမုဒ္ဒရာရေပြင်ပေါ်ကိုကျသွားတယ်အဲ့လိုကျသွားတဲ့အခါမှာဘာဖြစ်တုံးတဲ့တင်စသာမုဒ္ဒိကမေစ္ဆာကုံပီလာမကရာတုတုတယ်ပတရှကာရာခါရိန်တုဖန္ဒမန္တဝိပခိကံတုံလုံးနေတဲ့ဖောက်ပြန်နေတဲ့နောက်အတောင်တွေလည်းပြည့်စည်ပြီးတော့ရေထဲမှာမွန်းနစ်ပြီးတော့တကယ်ကိုဖောက်လဲဖောက်ပြန်ဖြစ်နေတဲ့အဲ့ဒီကြီးကိုအိုးတဲ့ငါးတွေလက်ပိုင်းတွေမကန်းတွေနော်မိချောင်းတွေအမျိုးမျိုးသောရေမာနေတဲ့သတ္တဝါတွေကပတရှကာရာနှိပ်စက်ပြီးတော့ခါရိန်တုစားကြကုန်ပြီတဲ့ဟုတ်လားသူ့ကိုတခါလဲစားပလိုက်ကြတယ်ဥပမာနော်အဲ့လိုမျိုးဒီပြည့်စေကဗုဒ္ဓအရှင်မြတ်ကြီးဟာဥပမာပေးပြီးတော့ဒီလူလောကမှာလည်းပဲလူတွေဟာအသက်အရွယ်ရှိတော့မှဒီကာမဂုဏ်အာယုံကိုပဲဒီသားမယားအာယုံပဲဒါတွေတည်းပဲနှိမ့်မွန်းပြီးတော့နေရင်းနဲ့ကိုယ့်ရဲ့လွတ်မြောက်ရာလေးနဲ့တဲ့အသိဉာဏ်ကိုရရဒီလိုမုံမြတ်တဲ့အလုပ်တွေပဲစိတ်ဝင်စားပဲနဲ့ဒီထဲမှာပဲအချိန်ကုန်မယ်ဆိုလို့ရှိရင်ဒီလိုလူမျိုးဟာလည်းပဲဒီကြီးမိုက်နဲ့ဘာမှမထူးဘူးလို့သူကပြောကျင်တာဟုတ်လားအဲ့ဒါကိုသူကဒီကာထာလေးနဲ့ပြောတယ်ဧဝမေဝတုဝံရာဇရေစင်ကြီးကာမဘောဂိနောဂိဋ္ဌာစေနဝမိတ္တန္တိကာကပညာဝတေဝိတုနော်ဧဝမေဝဣတုသာလျင်တုဝံစရှင်မင်းကြီးဒီ၎င်းနော်အင်ကြီးစတခြားသောသူတို့ဒီ၎င်းကာမဘောဂိနောကာမဟုပါခံစားပြီးတော့နေကြတယ်ဂိဋ္ဌာစကာမဟုပဲတက်မဲ့ပြီးတော့နေကြတယ်အဲ့ဒီပုဂ္ဂိုလ်တွေဟာနဝမိတ္တန္တိအဲ့ဒီကာမကိုစွန့်လွတ်အောင်မှမသိဘူးတဲ့အဲ့လိုမစွန့်လွတ်ဘဲနဲ့နေသွားကြတာဘဝဆုံးသွားတာအဲ့ဒါတွေကိုမစွန့်လွတ်ဘဲနဲ့မြင့်မြတ်ရာကိုမတက်လှမ်းဘဲနဲ့ဒီတိုင်းပဲနေဒီတိုင်းပဲသေသွားကြတဲ့ပုဂ္ဂိုလ်တွေကိုဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကဘယ်လိုပြောလို့ဆိုကာကပညာဝတေဝိတုဒီစကားလုံးလေးတော့ပါအောင်ယူသွားနော်ကာကပညာဝကြီးပညာမျှတာရှိတဲ့လူလို့ဝိတုသိကြတယ်တဲ့ဉာဏ်ရှိတဲ့လူတွေကဒီလိုလူမျိုးကိုဘယ်ပညာလောက်ရှိတဲ့လူလို့သိရတော့ကြီးအုံနောက်လောက်ပဲရှိတာပေါ့ပြောရင်တော့ပို့ပြီးတော့ရှင်းအောင်ပြောရင်ဟုတ်လားဘာအုံနောက်ကြီးအုံနောက်နော်ဟုတ်လားစဉ်းစားကြည့်အဲ့တော့စောစောတုန်းကပြောခဲ့တဲ့ဒီဥပမာလေးကအသေးစိတ်ပြန်ပြီးတော့တွေးကြည့်ဟုတ်လားဘုန်းဘုန်းတို့လည်းပဲကိုယ့်ရဲ့ထောက်ရတီးရာကိုရှာဖွေလို့ရတဲ့အချိန်တုန်းကမရှာဖွေခဲ့ဘူးနော်ဒီကြီးဟာတစ်တော်ကိုမြင်ခဲ့တယ်မြေကမ်းဘေးမှာရှိတဲ့စိတ်ညို့နေတဲ့တစ်ပင်ပေါင်းများစွာသူနားခွေရသူကျက်စားရသူ့အတွက်ဒုက္ခမရောက်မဲ့နေရသူပြန်တန်းမယ်ဆိုရင်ပြန်တန်းခွင့်ရခဲ့တယ်သူပြန်တန်းခဲ့သလားမပြန်တန်းခဲ့ဘူးအဲ့လိုပဲလောကမှာတချို့လူတွေဟာကိုယ့်ရဲ့ထောက်ရတီးရာကိုယ့်အတွက်အားကိုးရာကိုရှာမယ်ဆိုရင်ရှာလို့ရတဲ့အခြေအနေကောင်းတွေကိုပိုင်ဆိုင်ခဲ့ဘူးတယ်သို့တော့ရှာခဲ့သလားမရှာခဲ့ဘူးသူ့ဘယ်မှာနေခဲ့တာတော့ဆင်းသေးကောင်ပေါ်မှာပဲနေခဲ့တာငိမ့်နဲ့ရင်ကောင်းလေးစီးပြီးတော့ဟုတ်လားအစာကောင်းလေးစားပြီးတော့ဒီလိုနဲ့ပဲသူသွားတာနော်အဲ့လိုနဲ့သူတဖြည်းဖြည်းနဲ့
သူ့အတွက်ထောက်ရတီးရမရှိတဲ့နေရာတွေကိုရောက်သွားနေတယ်ဆိုတာကို तू မြင်သလားမမြင်ဘူးအဲ့တော့ဘုန်းဘုန်းကဒီဟာကိုကိုယ့်အတွက်ထောက်ရတီးရမရှိတဲ့နေရာကိုတဖြည်းဖြည်းနဲ့ကိုဟာသွားနေရတယ်ရောက်နေရတယ်ဆိုတာဘာကိုတွေးမိတုံးဆိုတော့သေခြင်းတရားပေါ့သေခြင်းတရားဟာဉာဏ်မရှိတဲ့လူတွေအတွက်ထောက်တီးရရမှာမဟုတ်ဘူးဉာဏ်ရှိတဲ့ပုဂ္ဂိုလ်အတွက်ကတော့ကိစ္စမရှိဘူးဉာဏ်မရှိတဲ့ပုဂ္ဂိုလ်အတွက်ကတော့သေခြင်းတရားထောက်တီးရမဲတဲ့နေရာတစ်ခုလို့ထင်တယ်နော်ငှက်တကောင်အတွက်သမုဒ္ဒရာထောက်တီးရမဲတဲ့နေရာပဲဟုတ်လားအသိဉာဏ်မရှိတဲ့ပုထုဇဉ်မိုက်တွေအတွက်လည်းပဲသေခြင်းတရားဟာထောက်တီးရမဲတဲ့နေရာတစ်ခုလို့မြင်အောင်ကြည့်တာ